ဖိတို့အားလုံးပဲမင်္ဂလာပါနောက် level ကနေကြိုးဆိုပါတယ်ကဲဖိတို့အစိမ့်မြင့်သွားပါပြီကဲ one u ဒီနေ့ one u လို့ခေါ်တဲ့ဒီ tones တွေကိုလေ့လာမှာဖြစ်ပါတယ်ကဲဖိတို့ b နဲ့တရပေါင်းတာလည်းလေ့ကျင့်ပြီးသွားပြီဆိုတော့နောက်တစ်ဆင့်အနေနဲ့အဲ့ဒီ b နဲ့တရကိုမှအစိမ့်မြင့်ပြီးတော့နောက်တစ်ခုလေ့လာပါမယ်ဒီဝဏ္ဏယုတွေကိုဒါလေ့လာပြီးလို့ရှိရင်ပြီးတော့ထိုက်စာကို60ရာခိုင်နှုန်းလောက်ပို့ပြီးတော့တောင်ဖတ်ရသွားပါလိမ့်မယ်ဒီသင်္ကေတလေးတွေဟာထိုက်စာတွေမှာတော်တော်များများကိုတွေ့ရလေရှိမှာဖြစ်ပါတယ်သူရဲ့ရည်ရွယ်ချက်က tones တွေဖြစ်ပါတယ်အတန်အနှိမ့်မြင့်တွေကိုခွဲထားတာဖြစ်ပါတယ်မြန်မာစာနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တော့အောက်ကမြင့်တို့ဝက်ဆန်နှလောက်ပေါင်းတို့တိတိတင်တို့ဒါလေးတွေနဲ့တွားပြီးတော့ဆင်တူပါလိမ့်မယ်ဗျဝဏ္ဏယုနဲ့တော့လေကဲဒါပေမဲ့ဒါကထိုက်စာဖြစ်တဲ့အတွက်ကြောင့်ဝဏ္ဏယုလို့ခေါ်ပါတယ်ဒီကောင်တွေကိုကဲအဲ့အတွက်ကြောင့်ဖိတို့ဝဏ္ဏယုအကြောင်းလေးတွေလေ့လာကြမယ်ကဲမှတ်သားထားရဖိရဲ့ထုံးစံတိုင်းပဲမှတ်သားထားရမယ့်အရာတွေရှိတယ်အရာတိုင်းမှာဒီနေ့တော့ဖိနီးစနစ်ပိုင်းဆိုင်ရာတိကသွားမယ်နောက်နေ့တွေမှာဒီသင်္ကေတတစ်ခုချင်းစီနဲ့ဒီပြအုပ်စုသုံးစုတွေနဲ့ပေါင်းစပ်နည်းတွေကိုအရှိဗီဒီယိုတွေအကျယ်ချက်ဗီဒီယိုတွေလာလိမ့်မယ်ဒီနေ့ကြတော့ပုံမှန်တိုင်းပဲဖိဒီစနစ်ပိုင်းဆိုင်ရာလေးတွေရှင်းပြသွားမှာဖြစ်ပါတယ်โอเคကဲသွားကြမယ်ဝဏ္ဏယုဆိုဒီမှာမိုင်းအေမိုင်းထိုမိုင်းတလီမိုင်းကြည်တဝစသည်တို့ကိုဝဏ္ဏယုလို့ခေါ်ပါတယ်ခုနကဒီသင်္ကေတသလေးတွေကိုအဲ့လိုခေါ်တာဖြစ်ပါတယ်ကဲဝဏ္ဏယုတို့ရဲ့လှုပ်ဆောင်ချက်ကဘာလဲကဲမေးခွန်းလေးထုတ်ထားတယ်ဝဏ္ဏယုတွေဒီဘီးနဲ့တရပေါက်ဆက်ထားသောအတန်များအားအတန် tones အနှိမ့်အမြင့်ဖြစ်ပေါ်စေရန်အသုံးပြုပါတယ်ဟုတ်တယ်နော်ဥပမာဘီးနဲ့တရပေါက်ဆက်ပြီးသားကိုမှသူကဝဏ္ဏယုထပ်ထဲတာဥပမာဘီးတစ်လုံးဖြစ်တဲ့ကောကိုင်ဒီမှာကောတန်ရှိတရနဲ့ပေါက်ဆက်ထားတဲ့အာကာအဲ့ဒါကိုမှဝဏ္ဏယုတစ်ခုထည့်လိုက်တယ်မိုင်းအေသူတန်လေးဒီကာဆိုတာနေရာကနေပြီးတော့နေဆင်းသွားတယ်ကာအဲ့လိုမျိုးအတန်အပြောင်းအလဲကိုဒီဝဏ္ဏယုတွေကတောင်းဝန်ယူလို့ဆောက်ပေးတာဖြစ်ပါတယ်ဝဏ္ဏယုအတန်9တန်ရှိပြီးတော့ဝဏ္ဏယုအခရာ4လုံးပဲရှိပါတယ်ထူးခြားတယ်ဝဏ္ဏယုအတန်ဘယ်နှတန်ရှိတယ်လို့မေးရင်9တန်ရှိပါတယ်အခရာဘယ်နှလုံးလဲလို့မေးရင်အခရာ4လုံးပဲရှိပါတယ်အခရာဆိုတာပြီးတော့သင်္ကေတကိုပြောတာပါနော်ကဲသွားမယ်ဝဏ္ဏယုအတန်9တန်ဆိုဒီမှာအတန်ကိုထိုင်းလို့စီယန်လို့ခေါ်ပါတယ်စီယန်ဆိုတာအတန်ဖြစ်ပါတယ်ဒီမှာဒီဘာမှမရှိတဲ့သင်္ကေတလေးဟာဒီလိုတွေလိုမျိုးသင်္ကေတဘာမှမရှိတဲ့သင်္ကေတလေးကိုစီယန်စာမန်လို့ခေါ်ပါတယ်စီယန်စာမန်လို့ခေါ်ပါတယ်ဒီလိုမျိုးတိုးချောင်းတေးသေးလေးကစီယန်အေလို့ခေါ်ပါတယ်ဒီလိုမျိုးပုံစံလေးကစီယန်ထိုလို့ခေါ်ပါတယ်စီယန်စာမန်စီယန်အေစီယန်ထိုဖြစ်ပါတယ်နောက်တစ်ခုနံပါတ်၄ကစီယန်3နောက်တစ်ခုကစီယန်ကြတဝါဖြစ်ပါတယ်โอเคပြန်ပြောပေးပါမယ်နော်စီယန်စာမန်စီယန်အေစီယန်ထိုစီယန်3စီယန်ကြတဝါလို့ခေါ်တဲ့အတန်9တန်ရှိပါတယ်ဝဏ္ဏယုမှာကဲဝဏ္ဏယုအခရာ၄လုံးဆိုဒီမှာအခရာမိုင်းအေဒါကိုမိုင်းအေလို့ခေါ်တယ်ဒါကိုမိုင်းထိုလို့ခေါ်တယ်ဒါကိုမိုင်းတလီလို့ခေါ်တယ်ဒါကိုမိုင်းကျက်တဝါလို့ခေါ်တယ်ဒါဒီသင်္ကေတတွေကိုမိုင်းထပ်သုံးတယ်အခရာမိုင်းအေမိုင်းထိုမိုင်းတလီမိုင်းကျက်တဝါဟိုဒါကစီယန်တန်က9တန်ရှိတယ်ဒီမှာတန်9တန်ရှိတယ်ဒါကအခရာ၄လုံးရှိတယ်ဒါထူးခြားချက်လေးဖြစ်ပါတယ်မတူဘူးလားဆိုတော့ခေါ်ဝေါ်လေးပဲကွာပါတယ်တူပါပဲဒါပေမဲ့ဒီကောင်တွေဒီအခရာတွေဖြစ်တယ်အခရာတွေခေါ်လို့ရှိရင်မိုင်းအေမိုင်းထိုမိုင်းတရီမိုင်းကြည်တဝါအဲ့လိုခေါ်ပါတယ်ဒါပေမဲ့သူတို့ရဲ့အတန်ကိုဆိုတဲ့အခါစီယန်နဲ့ထပ်ပြောပါတယ်ကျွန်တော်တို့ဒါကသူတို့ခွဲခြားထားတဲ့အရာတွေဖြစ်ပါတယ်ရေးတော့သိမကြည့်ပါဘူးဒါပေမဲ့မှတ်ထားတဲ့အရာလေးတစ်ခုမို့ပြီးထည့်ပေးထားတာဖြစ်ပါတယ်ခင်ဗျကဲသူတို့တို့ရဲ့ဒီက main ဖြစ်တဲ့အဲ့ဒီဟာတွေဒီအတန်ဘယ်လိုထွက်လဲဆိုတာဖိဒီစာမျက်နှာမှာရှင်းပြသွားမှာဖြစ်ပါတယ်ကဲ
စီယံစာမန်လို့ခေါ်တဲ့ပုံမှန်ဘာသင်္ကေတမှမရှိတဲ့အရာလေးပေါ့အဲ့ဒါဘယ်လိုတန်မျိုးထွက်လဲရိုးရှင်းပါတယ်ဘာသင်္ကေတမှမရှိဘူးဥပမာ B နဲ့တရပဲပေါက်စားထားတယ်ကောအာကာအဲ့ဒါကိုစီယံစာမန်လို့ခေါ်တယ်ရိုးရိုးပဲဘာမှမရှိဘူး website နဲ့လို့ပေါက်ပါတယ်ဖက်ကိုသွားတယ်ကောအာကာမြန်မာလိုရေးထားပေးတယ်ဒီမှာကြည့်ပြည်တို့ဒီမှာပြင်ရေးထားတဲ့ပုံစံတိုင်းကာကြီးရေးချကာ website နဲ့လို့ပေါက်ကာပြီးနေမြန်မာစစ်စစ်အတိုင်းထွက်မယ်ဆိုရင်ကားလို့ထွက်မယ်ဒါပေမဲ့ထိုင်းမှာအဲ့လိုကားလို့မထွက်ဘူးပြီးရင်တာကိုနားထောင်ပါကောအာကာအဲ့လိုလေကားလို့မဟုတ်ဘူးကားဒီမြန်မာလိုနဲ့နီးစပ်ဆိုပြီးရှင်းပြထားလို့အဲ့လိုမျိုးဖြစ်နေတာပါเนาะကဲနောက်တစ်ခုဒါက CN8 လို့ခေါ်တယ်ဒါ CN စာမန် CN8 ဒါကဘယ်လိုလဲ CN8 ဆိုတဲ့ဒီမှာကဲပြီးထွက်ပြမယ်ကောအာကာမိုင်းအေကာတန်လေးကနေစင်သွားတယ်ဝက်ဆောက်မိုင်းအတန်ဖြစ်ပဲကောအာကာမိုင်းအေကာပထမဆုံး CN စာမန်နဲ့နှိုင်းရှင်ရှိပါကောအာကာမိုင်းအေကာအောက်ကိုနေစင်သွားတယ်တန်ရိုင်မသွားဘူးကာနော်ကဲအဲ့ဒါဆိုရင်တန်ရှိတရောတွေနဲ့ပေါင်းကြည့်လို့ရတယ်ဥပမာကောအီကီလို့ဆိုလို့ရှိရင်ကောအီကီမိုင်းအေကီအဲ့လိုလေးနှိုင်းရှင်ကြည့်လို့ရတယ်พี่တို့ကဲနောက်တစ်ခုเสียงโทကဘယ်လိုမျိုးထွက်လဲတေချာနားထောင်ပါကောအာကာမိုင်းโทကာကောအာကာမိုက်ထိုကာသူကအတန်မြင့်တယ်မြန်မာစာနဲ့ရေးရင်အောက်ကမြင့်တန်နဲ့ပို့ပြီးတော့ဆင်တယ်အောက်ကမြင့်ကာကြီးရေးကြကာအောက်ကမြင့်ကာဟုတ်တယ်အောက်ကမြင့်တန်နဲ့တူတယ်ဒီလိုမျိုးမိုက်ထိုတန်လေးဟာကောအာကာမိုက်ထိုကာပြန်ရှင်းပြမယ်စီယန်စာမကောအာကာမိုက်အိတ်ဒီမှာကောအာကာမိုက်အိတ်ကာဒါက CN8 CN ထိုကိုဆိုမယ်ကောအာကာမိုက်ထိုကာကဲဒါဆိုရင်ကောအီကီနဲ့လည်းရှင်းကြည့်လို့ရတယ်ကောအီကီမိုက်အေကီဒီမှာကောအီကီမိုက်ထိုကီအဲ့လိုမျိုးအောက်ကမြင့်နဲ့အတန်ဖိပြီးတော့အပေါ်တက်တယ်အဲ့လိုလေးပါဒါဒီ CN ထိုဒီမှာ CN စာမှန်ပြီးပြီ CN8 ပြီးပြီ CN ထိုပြီးပြီကဲနောက်တစ်ခု CN တလီနဲ့ CN ကျက်တော့ပြောပြမယ်ဒီနှစ်ခုကထူးခြားတာကမြန်မာလိုနဲ့ဘယ်လိုမှရေးလို့မရဘူးသူတို့တန်လေးတွေဒီကဲဘယ်လိုလေးဆိုတာပြီးရတန်ကိုပဲနားထောက်ပါသူကဘယ်လိုမျိုးသွားလဲဆိုတာပြီးရှင်းပြပါမယ် CN 3ဒီသင်္ကေတလေးရဲ့အတန်ထွက်ကဘယ်လိုမျိုးလေးလဲဆိုတော့ပါမှာကောအာကာမိုက်တလီကာများလေးကိုကြည့်ပါကာအဆုံးလေးမှာတန်လေးကပေါ်လေးကိုတက်သွားတယ်အမီးပေလေးတလူမျိုးဖြစ်ပါတယ်ကောအာကာမိုင်းတလီကာပြီးတော့လာတယ်အဆုံးများလေးမှာဟာအဲ့လိုမျိုးဆိုတယ်ကောအာကာမိုင်းတလီကာအဲ့လိုလေးပါနော်ဒါက CN တလီလို့ခေါ်တယ်နောက်တစ်ခုနံပါတ်5ဒါဒီမှာတင်းနှင်းလို့မှာရေးထားပါနော်ဒါကနံပါတ်5ဖြစ်ရမှာဒါကနံပါတ်4ဖြစ်ရမှာပြီတို့ကဲသွားမယ် CN တလီCN ကျက်တဝါတန်လေးကဘယ်လိုလဲနောက်ထောင်မယ်ဒီပေါက်လက္ခဏာမျိုးတန်လေးဒီ CN ကျက်တဝါလို့ခေါ်တယ်ကဲပြီးရင်တို့ဘယ်လိုလဲနောက်ထောက်ပါဒီနှစ်ခုကအတန်တော်တော်ရောလေးရှိပါတယ်ကောအာကာမိုက်တရီကာဘာနဲ့တူလဲအမြင့်ပြီးတွေကိုပြီးတော့ဘယ်လိုဆိုခဲ့လဲခေါ်ချော်ဖော်ဖော်အဲ့လိုဆိုခဲ့တယ်ဟုတ်အဲ့ဒီအတန်စစ်ကွက်တီပဲကောအာကာမိုက်တလီကာဒါနဲ့ဘာကွာလဲဒါလှိုက်တန်ဒါနဲ့ဘာကွာလဲရှင်းကြည့်မယ်နော်ကောအာကာမိုက်တလီကာဒီမှာမိုက်ကြည့်တော့ကောအာကာမိုက်ကြည့်တော့ကာတေချာလေးပြန်လာထားတော့ကာပြန်ဆိုပြမယ်မိုက်တလီကာမိုက်ကြည့်တော့ကာနည်းနည်းရောလိမ့်မယ်ပထမဆုံးသင်္ကာစာမှာဒါပေမဲ့နောက်ပိုင်းကြားပါများလို့ရှိရင်ဥပမာထိုင်းတွေရဲ့ထိုင်းစကားနဲ့နှိုင်းရှင်ဥပမာမင်းကိုပြင်တို့သူတို့ဘယ်လိုပြောလဲသိလား
马拿头记ဒီတကထိုင်းတွေမြင်းကိုဘယ်လိုပြောလဲဆိုတော့နားထောင်ကြည့်မာအဲ့လိုမျိုးပြောတယ်သူတို့မြင်းကိုဥပမာခေါ်တယ်ပေါ့ခေါ်တယ်ဆိုလို့ရှိရင်ဥပမာခေါ်တယ်ဆိုတော့လာတယ်ဆိုလို့ရှိရင်မာအဲ့ဒီကိုစီယန်စာမာနဲ့ထွက်တာမာမောအာမာစီယန်စာမာနဲ့ထွက်တယ်မြင်းကိုကြတော့မာအဲ့လိုကြွားတယ်ပြီးတော့ကွဲပြဲကြားနေရပါမယ်ထိုင်းတွေလည်းသူတို့ကွဲပြဲကြားပါတယ်ပြီးရင်တို့ကရုတ်တရက်နားထောင်လို့တာတွေမကွဲဘူးလို့ထင်တယ်မကွဲတော့ဥပမာတောင်းတယ်ဆိုတာနဲ့ဟိုဟာနဲ့လည်းကွာတယ်အဲ့လိုမျိုးပါပဲကဲဒါကပြီးကြက်ချိတ်ပြီးတော့ရှင်းပြတာပါကဲပြန်သွားမယ်ဒါဆိုလို့ရှိရင်ဒီသင်္ကေတလေးတွေ screenshot ရိုက်ပြီးတော့လေ့ကျင့်လို့ရတယ်အကျဉ်းချုပ်ပြီးပြန်ဆိုပြမယ်ဘာမှမရှိတဲ့စီအန်စာမှန်ဒီ website နဲ့တော့ပေါက်တန်ကိုသွားတယ်ကာဒီကြနာတော့စရာအီနဲ့ပြန်ဆိုပြမယ်ကီဒါဆိုစရာဦးနဲ့လည်းတွားလို့ရတယ်ကူစရာအေနဲ့လည်းတွားလို့ရတယ်ကေအဲ့လိုလေးဖြစ်ပါတယ်မတင်ဂီတလေးတွေလည်းကြီးလို့ရတယ်ပြီးတော့ဒီနှစ်ခုကတော့မြန်မာလိုရေးလို့မရဘူးဒီတစ်ခုတော့မြန်မာလိုနှီးစပ်တယ်အဲ့ဒီအတွက်ကြောင့်ဒါဒီအချင်းချုပ်နေဖြစ်ပါတယ်ဒီဟာလေးဒီဘာလို့ရေးကြီးလဲဆိုတဲ့ချက်လေးတွေလည်းပြီးရင်ရှင်းပြပေးခြင်းပါတယ်ဘာလို့ရေးကြီးလဲဆိုတော့ဥပမာပြီးတော့ဒီဟာဒီအလဲပြီးဖြစ်တယ်ဆလာအောင်နဲ့ပေါင်းမယ်ဒါကိုစီယမ်စာမာလို့ခေါ်တယ်ဘာတင်ကြီးတာမှမရှိတာဒီစီယမ်စာမာပဲဒါဆိုရင်စီယမ်စာမာတော်အောင်တောင်းဟုတ်တယ်နော်ဒီတော်အောင်တောင်းဒီမြန်မာလိုမီးဖို့ဖြစ်ပါတယ်ပြီးတော့တော့ပေါ့လားကဲနောက်တစ်ခုတော်အောင်တောင်းကိုပဲပြီးတော့မိုင်းအိတ်ထိုင်လိုက်မယ်ဗျာတော်အောင်တောင်းမိုင်းအိတ်တောင်းဘာဖြစ်သွားလဲဆိုတော့လိတ်ဖြစ်သွားတယ်ဒါမြန်မာလိုလိတ်တောင်းနဲ့မတူတောင်းဒီမီးဖို့တောင်းလို့တန်ကိုအောက်ကျသွားလို့ရှိရင်လိတ်ဖြစ်သွားတယ်တော့ဒီမျိုးအဲ့ဒီတော်အောင်ကိုပဲမိုင်းထိုးထည့်လိုက်တယ်တော်အောင်တောင်းမိုင်းထိုးတောင်းဘာဖြစ်သွားလဲဆိုတော့ရင်သားဖြစ်သွားတယ်ပြီးတော့โอเคနော်ကဲနောက်တစ်လုံးဒီမှာမိုင်းတရီထည့်လိုက်မယ်တော်အောင်တောင်းမိုင်းတရီတောင်းဘာဖြစ်သွားလဲဆိုတော့တရုတ်အဖိုးဖြစ်သွားတယ်ဒီဘက်ကကဲအဲ့ဒါကိုပဲမိုင်းကြည့်တော့ထည့်လိုက်မယ်တော်အောင်တောင်းမိုင်းကြည့်တော့တောင်းဘာဖြစ်သွားလဲအန်စာတို့ဖြစ်သွားတယ်ဒီလိုမျိုးထိုင်းစာမှာထူးခြားချက်လေးရှိပါတယ်ဒါတွေဒီရေးပါတယ်ပြီးရင်တော့ဒီလိုမျိုးဟာလေးတွေကွဲသွားယုံနဲ့ဒိဗယ်တွေလည်းကွဲသွားလေးရှိတယ်အဲ့ဒါကြောင့်ဒီဝဏ္ဏရုပ်တွေရဲ့ဒီကလှုပ်ဆောင်ချက်ဒီအတန်အမြင့်အနှိမ့်တွေကိုခွဲပေးယုံတာမကအဒိဗယ်တွေကိုပါပြောင်းသွားစေပါတယ်ဒါကြောင့်မလို့ရည်ကြီးပါတယ်တန်လေးတွေလည်းဒီကြကြလေးနားထောင်ပြီးတော့ပြန်လေးကြည့်စေချင်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဖိညီနောက်ထပ်ဗီဒီယိုရှိတွေလာပါအောင်မယ်မိုင်း A နဲ့ဘီအိုစုတိုးစုတွေနဲ့ပေါင်းကြမယ်ဘယ်လိုမျိုးဤစနစ်တွေရှိသေးလဲလေ့ကျင့်ခန်းတွေလည်းလာမယ်စိတ်မပူနဲ့ဖိနေတူသွားပါဒီသင်ခန်းစာကိုဒါကြော်လို့ရှိရင်ထိုက်ဆက်ကိုတော့60ရာခိုင်နှုန်းဖတ်သွားတတ်မှာဒီဗီဒီယိုခုတိကြည့်နေတယ်ဆိုရင်တော့မှပြီးရင်ရန်ကုန်ကိုယူပါတယ်အဲ့ဒါကြောင့်စိတ်မပူပါနဲ့ဖြည်းဖြည်းချင်းသွားကြမယ်သိကြပါတယ်ပြီးတော့ထိုက်ဆက်ဒီဖတ်ကိုဖတ်တတ်စေရမယ်လွယ်ပါတယ်နော်ကဲအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြီးရင်အကောင်းဆုံးပြင်ဆင်ပြီးတော့ပြီးရင်ပြန်လာခဲ့ပါမယ်ဒီချိန်ဒီဖိနီတို့လေးလာခဲ့တဲ့အတွက်ကိုပြူးတဲ့အနေနဲ့လက်ခုတန်လေးကြားချင်ပါတယ်ပြီးရင်ပြေလို့ဆိုတတ်ကြပါမယ်ကဲကိုပုံမဟိုင်းတော့ရင်ပြီးရင်တို့လက်ခုတန်လေးတီးပေးပါပြုံးပြီးတော့တီးပေးပါပြီးရင်တို့ကဲအားလုံးကိုမိုက်ကျေးဇူးတင်ပါတယ်ခင်ဗျာကဲအားလုံးကိုဘိုင်ဘိုင်ပါဆက်ပြီးတော့ပြီးတို့လေးလာသွားကြပါမယ်ခင်ဗျာ